တနေ့မှာတော့ယော်နယ်ဒိုဟာသူ့အတွက်ထုတ်လုပ်ထားတဲ့ရုပ်တုကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲ့ဒီရုပ်တုကိုမြင်လိုက်ရတဲ့အခါမှာပဲသူဟာအံ့အားသင့်ပြီးတုန်ဆိုင်သွားခဲ့ပါတယ်။ရုပ်တုဟာသူ့နဲ့တပုံစံနဲ့တူလုံးနေလို့ပါယော်နယ်ဒိုဟာမယုံနိုင်တယ်လို့မျိုးပြုံးလိုက်ပြီးရုပ်တုနားကိုတိုးကပ်သွားကရိုးထီကြည့်ရင်တပ်ပုံတွေတရက်ဆက်ရိုက်ပါတော့တယ်။သူဟာတကယ်ကိုဂုဏ်ယူပြီးပျော်ရွှင်နေပုံရပါတယ်။မကြခင်မှာပဲယော်နယ်ဒိုကသူ့ရုပ်တုနဲ့အတူ post ပေးနေတဲ့ဗီဒီယိုဖိုင်တွေဟာ online ပေါ်မှာပြန့်နှံ့သွားပြီးလူပြောများဆုံးဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအိုင်ရှိုးစပီကဒါကိုမြင်တွေ့သွားခဲ့တာပါ။အိုင်ရှိုးစပီဟာဒီရုပ်တုစီကိုကိုယ်တိုင်တွားရောက်လေပတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူရောက်ရှိသွားတဲ့အခါမှာတော့ရေမောတန်တွေမစဲနိုင်တော့ပါဘူး။သူဟာရုပ်တုကိုဖက်လိုက်နောက်ပြောင်လိုက်တဲ့အရာအလုံးကိုဗီဒီယိုရိုက်ကူးနေခဲ့ပြီးအဲ့ဒီနေရာမှာရှိနေရတာကိုတကယ့်ကိုစိတ်လှုပ်ရှားနေပုံရပါတယ်။နောက်ပိုင်းမှာယော်နယ်ဒိုဟာအိုင်ရှိုးစပီရဲ့ဗီဒီယိုကိုမြင်တွေ့သွားပြီးသူ့ကိုအပြင်မှာတကယ်တွေ့ဆုံတင်တယ်လို့စိတ်ကူးမိခဲ့ပါတယ်။မကြခင်မှာပဲယော်နယ်ဒိုနဲ့အိုင်ရှိုးစပီတို့ဟာနောက်ဆုံးမှာဆုံတွေ့ခွင့်ရခဲ့ကြပါတယ်။အိုင်ရှိုးစပီဟာယော်နယ်ဒိုကိုလူချင်းတွေ့လိုက်ရတဲ့ခါမှာပဲမင်းသက်သွားခဲ့ပါတယ်။သူမယုံနိုင်အောင်ဖြစ်နေခဲ့တာပါ။သူတို့နှစ်ဦးဟာတယောက်ကိုတယောက်ဖက်လေတကယ်နှုတ်ဆက်ကြပြီးအတူတူရေမောပျော်ရွှင်ကဘယ်တော့မှမေ့ပြောင်းနိုင်မှာမဟုတ်တဲ့အမတ်တရအခိုက်အတန့်လေးတစ်ခုကိုမျှဝေခဲ့ကြပါတယ်။တကယ်လို့တင်လေဒီနေ့မှာယော်နယ်ဒိုနဲ့တွေ့ဆုံခြင်းနဲ့ဆိုရင်အပေါင်းလေးကိုနှိပ်ခဲ့ပါတင်ဟာယော်နယ်ဒိုရဲ့ပရိသတ်စစ်စစ်တယောက်ဆိုရင်လေဒီဗီဒီယိုကိုအသေးပေးပြီးကွန်မန့်မှာ CR7 လို့ရေးသွားပေးပါအောင်နော်။